အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကြောင်လေးကိုခင်းဝမ်းနေမှာဒါ40အငိမ့်နဲ့ရလိုက်တာပါဗျာအဲ့လိုဒါကျွန်တော်လာအဲ့တော့ဒါကျွန်တော်ဖြည့်ကြည့်တာပါဗျာကျွန်တော်40အငိမ့်နဲ့ဘယ်လိုကြောင်မျိုးလေးကိုဝယ်တာလဲဆိုတော့ကျွန်တော်နဲ့တူတစ်ချက်လောက်ကြည့်ကြည့်အောင်ဗျာဒါကျွန်တော်ဖြည့်ပြီးကြည့်တော့မှာပါဗျာကဲကျွန်တော်နဲ့အတူတူကြည့်ကြည့်အောင်ဗျာဒါလေးကိုဒီကြောင်လေးကမကြံခါလေးဗျာအဖုံးပါလေးပါဗျာကျွန်တော်တို့အရေးကျိုးလေးရတော့ကျွန်တော်အရန်သေးတယ်ဗျာအရေးကျိုးလေးကသေးတဲ့ထဲမှာပါတယ်ဗျာဒါပေမဲ့အဲကျိုးလေးတွေရဲ့နေရာတိုင်းမှာကျွန်တော်ကကြောက်စီကြောက်သားလေးကောင်းတယ်ဗောဗျာဒီအောက်ကအသားတွေကကျွန်တော်တို့တော်တော်လေးရော့တယ်ဗျာရော့တယ်ဆိုတာကျွန်တော်တို့တိမ်ကိုးလိုပါလို့ပုံတယ်ဗျာအဲ့လောက်လည်းမရဘူးကြောက်သားအချွဲထဲမှာပါတယ်ဗျာဒါကျွန်တော်ဒီကြောက်လေးကိုသွားနင်းမှုကြည့်ရဗျာကြောက်လေးကိုဘယ်လိုနင်းကောင်းမလဲကြည့်တာဗောဗျာဒါကျွန်တော်ရဲ့တူကြောက်လေးကြည့်ကြည့်ဗျာကြောက်လေးကကျွန်တော်တို့ဟွာဗောအရင်နေရာမှာတော့အသားတန်းလေးရောနှက်တယ်ဗျဒါလေးကိုကျွန်တော်လေးတဲ့အငိမ့်နဲ့ရလိုက်တာပါဗျာဒါလေးကိုဒါကျွန်တော်သွားနင်းတော့ပါဗျာဒါလေးကိုဒါသွားနင်းတော့ပါဗျာဒါကျွန်တော်တို့ဒါနင်းပြီးအနေထားလေးပါဗျာဒီချမ်းလေးကဒါနည်းနည်းရောတဲ့ဘက်ကဗျနည်းနည်းရောတဲ့ဘက်ကနည်းနည်းလေးတော့ဖြော့သွားအောင်ဗျရောတဲ့ဘက်ကတော့လာတယ်ဗျနည်းနည်းတော့ဖြော့ရတာဒီရောတဲ့ဘက်ကနင်းလိုက်တာပါဗျာအဲ့ဘက်ကတော့ပြတ်တယ်ပေါ့ဒါလေးကကျွန်တော်နည်းနည်းလေးစီးတဲ့ဘက်ကဗျကြောင်လေးကတော်တော်လေးလာတယ်ဗျဒီဘက်ကဒီချမ်းလေးကတော့လာရပဲကျွန်တော်ပဲတာတဲ့ပုံစံလေးဗျကြည့်လိုက်ဗျအကြောင်းလေးတော်တော်လေးလာတယ်ဗျဒါလေးကိုကျွန်တော်ပြန်တိုင်ခိုင်းတော့100ဗျ100နဲ့ကျွန်တော်ရောင်းလိုက်တာဗျဒီတိုင်းလေးပဲ100နဲ့ပဲရောင်းလိုက်တာဗျကျွန်တော်ဆရာဝဲလွေနဲ့အများကြီးမြတ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျနောက်နဲ့ဗီဒီယိုလေးတင်အောင်ပါမလို့ဒါလေးကိုကြည့်ရှုခြင်းအားလုံးဘူးသူရရကြမယ်လို့ထင်ပါတယ်ဗျဒါလေးကိုကျွန်တော်100နဲ့ဒီတိုင်းလေးနင်းပြီးရောင်းလိုက်တာဗျအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ